မင်္ဂလေးတယောက်ဟာနေတိုင်းဘီလီယံနာမိသားစုရဲ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းဖုံးကွယ်ထားပြီးဘီလီယံနာရဲ့လက်ထောက်လေးဖြစ်ဖို့လျှက်စစ်စပိတ်စီနေပါတယ်ဒီနေ့မင်္ဂလေးရဲ့မွေးနေ့ပါအမေကမင်္ဂလေးအတွက်မွေးနေ့ပွဲကြီးတစ်ခုပြင်ဆင်ပေးပါတယ်မင်္ဂလေးတွေဝတ်စားဆင်ရင်မှုကအရန်ရိုးရိုးလေးပါပဲမင်္ဂလေးတွေဝတ်စားဆင်ရင်မှုကိုမြင်တွေ့ရပါတယ်မင်္ဂလေးတယောက်ရဲ့ဖုံးကွယ်ထားတဲ့ကိုယ်ပိုင်ဝတ်စားတွေနဲ့လဲလှယ်ဖို့စီစဉ်ပေးပါတယ်မင်္ဂလေးကအယုတ်ဆိုးတဲ့ဘဲလေးပုံစံဝတ်စားဆင်ရင်ပြီးနောက်ထွက်လာတဲ့အခါစက္ကန့်ပိုင်းအတွင်းမှာပဲအဖြူရောင်ငန်းအဖြစ်ပြောင်းလဲသွားပါတယ်အမေကမင်္ဂလေးရဲ့ဖုံးကွယ်ထားတဲ့ကိုယ်ပိုင်ဝတ်စားတွေနဲ့အလုပ်သွားခြင်းပေါ်နားမလည်ကြောင်းဖော်ပြပါတယ်မင်္ဂလေးကပျော်ရွှင်တဲ့အပြုံးနဲ့အမေကိုသူမအကြိုက်ဆုံးတထေးနဲ့နေတိုင်းတွေ့နိုင်တယ်လို့ပြောပါတယ်အမကေသူမရဲ့ဘီလီယံနာခင်ပွန်းကသူမရဲ့မွေးနေ့ပွဲကိုကျင်းပဖို့တက်ရောက်မယ်လို့ပြောပါတယ်မိသားစုရှိနေတွေကသူတို့ရဲ့အိမ်တော်ရေးကိုစီစဉ်ပေးတာကြောင့်မင်္ဂလေးကခင်မိုးနဲ့တွေ့ဆုံဖို့ညှင်းဆန်ပါတယ်အခမဲ့မေတ္တာနဲ့ဆင့်တွေကိုညှင်းဆန်ပါတယ်အမေကသူမနဲ့ဘီလီယံနာအိမ်တော်ရေးမှတ်ပုံတင်ရအောင်ကူညီပေးပါတယ်မင်္ဂလေးမူးနေတဲ့အခါမင်္ဂလေးကဒီကိစ္စနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်နေပါတယ်အမေကဟိုတယ်ခန်းတကားကိုရောက်လာပြီးနောက်ဘီလီယံနာကသူမကြိုက်တဲ့သူဖြစ်လို့အလုပ်ဆက်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်မင်္ဂလေးကအရန်စိတ်လှုပ်ရှားနေပါတယ်တာမန်အဝတ်စားတွေကိုပြန်မဝတ်ရသေးဘူးဆိုတာသဘောပေါက်သွားတဲ့အခါဘီလီယံနာကတကားဖွင့်ပြီးမင်္ဂလေးကိုအိမ်ထဲဆွဲသွင်းပါတယ်တတိလစ်နေတဲ့ဘီလီယံနာမင်္ဂလေးကဘီလီယံနာကိုဝန်ခံပြီးနောက်တစ်နေ့မှာသူမရဲ့အစီအစဉ်နဲ့နမ်းပါတယ်မင်္ဂလေးနိုးလာတဲ့အခါသူမကလက်ထောက်ဖြစ်အလင်းအမြန်ပြောင်းလဲသွားပါတယ်ဘီလီယံနာထံစာရွက်စာတမ်းများပို့ဆောင်ပေးဟန်ဆောင်ကသူမ၏အစင်းမြင့်တရားဝင်ဖက်နှက်များကင်ဆောင်ကထွက်ပြေးသွားသောအဝတ်စားနောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ